2016 February လ17ရက်နေ့ဟာကျွန်ုပ်တို့အတွက်တော့စစ်လှုပ်ရှားတဲ့နေ့တစ်နေ့ပါပဲရှစ်ပေါင်း110နှစ်ရဲ့မိုင်ပေါင်း2300ကျော်ခီးနေပြီးရဲ့နောက်မှာတော့အရှင်ပညာကာရဦးဆောင်တဲ့မြိုင်တော်များနဲ့အာလောကာတို့ဟာခီးစစ်စတင်နေတဲ့ဟော်ဒါဝီဘတ်တမရိတ်တာအမိကျောင်းတော်ကြီးစီကိုပြန်ပဲရောက်ရှိလို့လာခဲ့ပါပြီရှင်ပညာကာရဟာကျေးဇူးရှင်ဆရာတော်ကြီးအရှင်ရတနာကုဏရဲ့ရှိမောင်မှာကြည်နုပီတိမျက်ရည်တွေနဲ့ဥချကြော့နေတဲ့မြင်ကွင်းဟာတကယ်ကိုရင်ထဲမှာထိထိခိုက်ခိုက်ခံစားရပါတယ်။ဒါဟာမိုင်ပေါင်း2300ခရီးစဉ်ရဲ့အဆုံးသက်ရုံနဲ့မဟုတ်ပါဘူး။ဆရာတော်ရဲ့မေတ္တာနဲ့လမ်းညွှန်မှုတွေကြောင့်သာဒီခရီးစဉ်ဟာကမ္ဘာတဝန်းကလူသားတွေရဲ့နှလုံးသားကိုငြိမ်းချမ်းရေးတရားနဲ့ချိတ်ဆက်ပေးနိုင်တာဖြစ်ပါတယ်။ခုတော့ဒီခရီးစဉ်လေးစဝိုင်းလေးပြည့်စုံသွားပါပြီ။ငြိမ်းချမ်းရေးကိုတည်ဆောင်လာတဲ့ဒီခရီးဟာစတင်ရအရင်းမြစ်စီကိုအောင်မြင်စွာပြန်လည်ဆက်ရောက်ခဲ့ပါပြီ။ဒီခရီးစဉ်ကကျွန်ုပ်တို့ကိုသင်ပေးလိုက်တာကတော့ငြိမ်းချမ်းရေးဆိုတာမေတ္တာနဲ့အစပြုပြီးပညာနဲ့လမ်းပြကတရားတရားနဲ့တည်ဆောက်ရတယ်ဆိုတာပါပဲ။ကျွန်ုပ်တို့အားလုံးအမိကျောင်းတော်ကိုပြန်ရောက်ပါပြီ။ငြိမ်းချမ်းရေးခရီးစဉ်ကတော့နောင်အနာဂတ်အထိအစဉ်အမြဲဆက်လက်စီစစ်နေမှာဖြစ်ပါတယ်။သင်နဲ့တကွတတ္တဝါအားလုံးကျမ်းမာချမ်းသာ